ကျွန်တော်တို့တွေပြိုးကင်းမှာဆန်အောင်မြတ်ဆန်ငါးတန်ဗလာခင်မီကြရေးစွမ်းဆောင်ပေးအပ်ဆိုလို့ကျွန်တော်တို့ကျောင်းရဲ့ဆောင်တော့ဒီကျွန်တော်တို့ကခလေးတွေကိုကျွန်တော်ဘတ်စုံပညာထူးချွန်အောင်ကျွန်တော်တို့ကြိုးစားဆောင်ရွက်ပေးရရှိပါမယ်ဒီစီလေးပဲထဲမှာကျမတို့အောင်မြတ်စွာဘုရားတဲ့လမ်းကြောင်းမိသားစုတို့ရဲ့စီးလုံးနဲ့အနာဂတ်ညွန်မှန်းချက်များဒီနှစ်ပြပါနေတဲ့အခမ်းအနားတစ်ခုဖြစ်ပါလို့ရှိရင်ဒီနာရီဟာကျမတို့ရဲ့တစ်ခုပြီးတော့မျှော်လင့်ချက်ဖြစ်ပြီးတော့ဒီမျှော်လင့်ချက်ကိုအကောင့်တွေပေါ်ပေးနိုင်တဲ့ခေါင်းဆောင်တွေဖြစ်လာတဲ့ကျမတို့ရဲ့ကျောင်းသားကျောင်းသူတွေအပေါ်မှာကျမတို့အောင်မြတ်စွာဘုရားတဲ့လမ်းကြောင်းအပြည့်နဲ့အပြည့်အဝယုံကြည်မှုရှိပြီးလူစီပွဲကိုအောင်မြင်အောင်ကျင်းပပေးခြင်းဖြစ်ပါလို့ဆို